ဒီနေ့ will flat ဘတ်0ရဲ့ pattern ပုံစံလေးကိုလေ့လာကြည့်နေပေါ့နော်မှားမယ်လိမ့်မယ်လို့ဘာသာပြန်ဆိုလိုက်နေအောက်ကအပြောစာကြောင်းလေးတွေနဲ့လေ့လာကြည့်ရအောင်ပေါ့နော်သူမနှက်ဖြန်ဒီကိုလာမှားတဲ့ she will come tomorrow ခဏတွင်အင်စာတွေလုပ်မယ် I will do my homework some ခဏနေချုံးနေ I'll take a bath some ရက်နော်မရရင်ပြစ်မှာ stop အော်ပြစ်မှာ I'll shoot မရှိဘဲငါပြောမှမဟုတ်ဘူးမြင်ဖြစ်သွားတယ်နော်ဆိုလို့ရှိရင် I won't be happy ဒီမှာဒီ happy က adjective စကားလုံးဖြစ်လို့မဟုတ်လို့ပြီးတော့ get တော့ခံသုံးပြရမယ်ပေါ့နော်သူ့ကိုဒီတိုင်းသုံးလို့မရပါဘူးနင်မရှိပဲဆိုတော့ without you နင်လာမတေချာလားအဲ့ဆိုရင်တေချာလားဆိုတော့ are you sure နင်လာမှာဆိုတော့ you are come ဒီညနေကြောင်းစီရင်တခုခုစားမလားမေးခွန်းဖြစ်တဲ့အတွက် will you have something to eat ကြောင်းစီရင် after school ဒီညနေဆို this evening